ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးပဲမင်္ဂလာရှိသောနေ့လေးတွေကိုကိုစီကိုပိုင်ဆိုင်နေကြပါသေးအဲ့တော့အားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှဖျားသောဒုက္ခတွေနဲ့ပြည့်စုံကြပါစေဗျအဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်ကเนาะကျွန်တော်တို့30ရက်ကနေပြီးတော့30အနေ1ရက်နေ့3ရက်နေ့ထိတစ်ပတ်လုံးစာဖွင့်နေပေါ့နော်30ရက်ကနေပြီးတော့3ရက်နေ့ထိတစ်ပတ်လုံးစာဖွင့်နေဒါကမှကျွန်တော်ကဗုဒ္ဓဥမကျော်ပတ်တိပြောပေးမယ်ဗုဒ္ဓဥမကျော်ပရိပြောပေးမယ်ဗုဒ္ဓဥမကျော်အခွေပြောပေးမယ်နော်အဲ့တော့ဒီ profile လေးကတော်တော်လေးဖြစ်တာမလို့ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးကကျွန်တော်ရဲ့ video file လေးကိုပြီးဆုံးလိုက်အောင်ကြည့်ပါနော်ပေါက်ချင်တဲ့ကိုတွေမတွေအားလုံးကပြီးဆုံးလိုက်အောင်ကြည့်ပြီးလက်မလေးတွေနော်လက်မလေးတွေကိုကွက်ဆိုတယောက်ချက်နှိပ်ပြီးပါမ share သေးရင်တယောက်ချက်တော့ share ပေးပါ share ပေါ် share ထားတဲ့ကောင်မများလက်မနှိပ်ထားတဲ့ကောင်မများကျွန်တော်တို့ဒီတစ်ပတ်ကိုဗုဒ္ဓဥမကျော်နဲ့နော်ပြန်ယူပေးမယ်ဗျယုံကြည်မှုတစ်ခုပဲလိုတယ်နော်ယုံကြည်မှုတစ်ခုပဲလိုတယ်ယုံကြည်တော့ပေါက်မယ်မယုံကြည်တော့မပေါက်ဘူးဒါပြတစ်ချက်မှလည်းပေးစရာမလိုဘူးနော်အဲ့တော့ share ပေါ် share ထားပါနော်ချစ်ကိုချစ်မတွေအားလုံးပဲ share လေးတွေတယောက်ချက်ပေါ်လို့2D 3D နဲ့3D နဲ့သက်ဆိုင်တဲ့ group လေးတွေ GB လေးတွေကိုတယောက်ချက်လောက် share ပြီးပါဟုတ်ပြီဆရာရဲ့အဲ့တော့ကျွန်တော်တို့ကဒီတစ်ပတ်ကျွန်တော်တို့နော်30ရက်နေ့ကနေပြီးတော့1ရက်နေ့ထိဗုဒ္ဓဥမကျော်ကျွန်တော်ပရိပြောပေးမယ်အခွေပြောပေးမယ်ဘာလဲဆိုရင်ကျွန်တော်ရဲ့ကိုယ်တွေမတွေအားလုံးပဲဗုဒ္ဓဥမကျော်အခွေသည်2ခွန်4ကိုအခွေနော်30ရက်ကနေပြီးတော့1ရက်နေ့ထိဗုဒ္ဓဥမကျော်အခွေသည်2ခွန်4ကိုအခွေကွန်မန့်လေးမှန်းပေးပါဗုဒ္ဓဥမကျော်အခွေသည်2ခွန်4ကိုအခွေဗုဒ္ဓဥမကျော်ကျွန်တော်ရဲ့ကိုယ်မများပရိသည်ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးပဲ16ပရိနော်ဗုဒ္ဓဥမကျော်ပရိသည်16ပရိဗုဒ္ဓဥမကျော်ပတ်သည်3ပတ်သည်နော်ကွန်မန့်လေးမှန်းပေးပါဗုဒ္ဓဥမကျော်အခွေသည်2ခွန်4ကိုအခွေဗုဒ္ဓဥမကျော်ပတ်သည်3ပတ်သည်ဗုဒ္ဓဥမကျော်ပရိသည်16ပရိနော်ကွန်မန့်လေးမှတ်မိပါဟုတ်ပြီဆရာရေကျွန်တော်တို့ကပတ်တိလည်းမလိုက်ချင်ဘူးအခွေလည်းမလိုက်ချင်ဘူးပရိလည်းမလိုက်ချင်ဘူးကျင်းစီထွက်မဲ့ခဏများမရှိဘူးလားဆိုရင်ကျွန်တော်ထုတ်ထားတာရှိတယ်ကျွန်တော်တို့အပတ်တိုင်းဒိုင်စီကငွေထုတ်နေကြဗုဒ္ဓဟူမှတ်ကျော်၄လုံးအခွေနော်ဗုဒ္ဓဥမကျော်၄လုံးအခွေပါဗုဒ္ဓဥမကျော်၄လုံးအခွေကိုကျွန်တော်ကဘလိုလေးနဲ့ပေးထားတယ်ဆိုရင်ကျွန်တော်ပြောပြီးသားယုံကြည်မှုတစ်ခုပဲလိုတယ်ကျွန်တော်ပေးတဲ့၄လုံးအခွေဗုဒ္ဓဟူကြော်သွားခဲ့သည်ရှိတော့မထွက်ခဲ့သည်ရှိတော့ကျွန်တော်တက်လုံးဆရာမလုပ်တော့ဘူးဗျာလိုင်းမို့ဘေးတော့ပါဒီမျက်နှာကြီးနဲ့တက်မလာတော့ဘူးဗုဒ္ဓဟူမကျော်၄လုံးခွေကျွန်တော်တရားရခိုင်တော့အာမခံနေနော်မထွက်ရင်ဆယ်စားပြန်ရုံပေးမယ်ဗျာနော်အဲ့လိုပါတီးသွားလိုက်ကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးပဲထွက်ရင်တော့ကျွန်တော်ရဲ့ကိုဒီမတွေ3000ကျပ်ကန်ဆက်ပါယုံကြည်တဲ့တကယ်ပေါက်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ဒီ page messenger လေးမှာလာယူပါတော့မဟုတ်ကျွန်တော်ရဲ့ဒီ profile အောက်မှာ messenger လေးရှိတယ်အဲ့ဒီ messenger လေးမှာ hi လေးလုံးအခွေဆိုပြီးတော့ messenger လေးကိုနှိပ်ပြီးတော့ live ပေးပါဗုဒ္ဓဦးမကျော်လေးလုံးအခွေတော့မပေါက်ရင်ဆယ်သားယူပေးမယ်ထွက်ရင်တော့3000ပဲကန်ဆက်ကတိတိတဲ့ဆိုရင်ကျွန်တော်ဒီ profile အောက်က messenger လေးကိုနှိပ်ပြီးတော့ messenger လေးမှာ hi လေးလုံးခွေဆိုပြီး live ပေးပါအားလုံးပဲ